CEO ရှီယန်ကရှုရီကိုအိမ်ဝန်းထဲမှာထားခဲ့ဖို့စူးစမ်းပေမဲ့ရှုရီကတော့သူ့စီကိုအမြန်ပြေးလိုက်သွားခဲ့ပါတယ်။အဲဒီနောက်လူကြီးမင်းကွန်းနဲ့တွေ့ဆုံခဲ့ပြီးသူမရဲ့ပြောဆိုစည်းရုံးမှုကြောင့် CEO နဲ့အတူမြင်းစီဖို့ဖိတ်ခေါ်ခြင်းခံလိုက်ရပါတယ်။မြင်းစီဝတ်ဆောင်လဲနေတော့ရှီယန်ရဲ့ခြေတံကြားတာနဲ့ရှုရီကခါပတ်ပတ်ပေးဖို့ရေလာမြောင်းပေးလုပ်ခဲ့ပေမဲ့ CEO ကြီးကတော့မယူမဆိုင်ပဲထွက်သွားခဲ့ပါတယ်။အဲဒီနောက်ရှီယန်ကသူမရဲ့နောက်မှာဝင်ထိုင်ပြီးမြင်းကိုအရှိန်ပြင်းပြင်းစီးပြလိုက်တဲ့အခါမှာတော့ရှုရီခမညာကြောက်လန့်တကြားအော်ဟစ်နေရပါတော့တဲ့အိမ်ပြန်လန်းမှာတော့ရှုရီရဲ့နာကတ်တစ်ဖက်က CEO ရဲ့ကားပေါ်မှာကြံရိတ်ခဲ့တာကြောင့်ဒီနာကတ်လေးကပဲနောက်ပိုင်းမှာသူမအတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။နောက်တနေ့မှာတော့ရှုရီရဲ့လုပ်ဖော်ကိုင်ဘက်ကသူမရဲ့အင်တာဗျူးမေးခွန်းတွေကိုခိုးယူပြီးရှီယန်ကိုအရင်ဦးအောင်အင်တာဗျူးသွားလုပ်ခဲ့ကြောင်းသိလိုက်ရပါတယ်။ညနေအလုပ်ဆင်းချိန်မှာလည်းရေးစားဟောင်းကကားတစ်နဲ့လာကြွားတဲ့အခါရှုရီရဲ့တငယ်ချင်းကဒရိုင်ဘာပဲသွားလုပ်ဖို့ခန့်နေပြီးပြန်ပြောလိုက်ပါတယ်။ခုနေ့ကတော့ရှုရီအတွက်အရာရာအဆင်မပြေတဲ့နေ့တစ်နေ့ဖြစ်ခဲ့ရပါတယ်။ရှုရီဟာနာကတ်ကိုအကြောင်းပြပြီး CEO ရှီယန်စီဖုန်းဆက်ကအိမ်ထိလိုက်သွားခဲ့ပါတယ်။အိမ်ရောက်လို့အခန်းထဲမှာအမျိုးသမီးအသုံးဆောင်တွေကိုတွေ့လိုက်ရတဲ့အခါ CEO မှာရေးစားရှိနေပြီလားဆိုပြီးရှုရီတယောက်ထိတ်လန့်တုန်လှုပ်သွားပါတယ်။အဲ့ဒီမိန်းကလေးဟာရှီယန်ရဲ့တူမလေးဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့ရှုရီတယောက်မျက်နှာပူပြီးချက်ချင်းပဲအိမ်ကနေအမြန်ဆုံးထွက်ပြေးလာခဲ့ပါတယ်။နောက်တစ်နေ့ကုမ္ပဏီတက်ဆိုင်ခန်းထဲမှာတော့မိဘတွေကိုခိုးယူခဲ့တဲ့လုပ်ဖော်ကိုင်ဘက်မှကသူမရဲ့အကြောင်းကိုဖုန်းထဲမှာအားရပါရတင်းတုံနေခဲ့တဲ့အချိန်ရှုရီကရုတ်တရက်ဝင်သွားလိုက်တဲ့အခါမှာတော့